ကျွန်တော်သူ့ကိုဖုန်းဆက်ပြီးလာကြိုခိုင်းတော့ကသူကအလုပ်ရှုပ်နေတယ်ဆိုပြီးဖုန်းကိုကြပြပြချပစ်ခဲ့တယ်ပြီးတော့လိုင်းကားကဆိုပြီးပတ်စံနေငယ်လှမ်းလွှဲပေးပြီးတက်စီစီပြန်ဖို့ပြောခဲ့တာပါအိမ်အောင်တက်တာရှိလာရင်တန်ရောစင်တွေအေးဆက်ပြီးဒါမျိုးဖြစ်လို့ရှိတယ်လို့ပဲကျွန်တော်တွေးခဲ့မိတယ်ကျွန်တော်တကယ်ကိုလူတစ်ယောက်ပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းမိတန်ကြောင့်ကျွန်တော်အတွေးဆက်ပြတ်သွားခဲ့တယ်ဖုန်းဆက်တာရေးချင်း rush ပဲသူကဖုန်းပြောဖို့အဲကန်းဘက်ကိုထွက်သွားတယ်ဖုန်းထဲကနေယောက်ျားလေးတစ်ယောက်ရဲ့ပြပြတလဲအတန်ကိုကျွန်တော်မသေးခွဲပဲကြားလိုက်ရတယ်အခုချက်ချင်းလာခဲ့တော့တဲ့ရေးချဲရဲ့မျက်နှာဟာချက်ချင်းပဲပြတ်သွားခဲ့တယ်သူဖုန်းချလိုက်ပြီးဂျာကင်နဲ့အိတ်ကိုဆွဲကတကားဝစီကိုတုတ်ချတင်ပြီးတော့တာပဲအီတန်အဆန်အလုံးမှာအရေးကြီးကိစ္စပေါ်လာလို့ငါအခုချက်ချင်းသွားရမယ်သူ့ရဲ့အတန်တွေတုံ့ရင်နေတာမနေ့စာမစားခင်တခါမှဒါမျိုးမကြားဘူးခဲ့ဘူးကျွန်တော်ကစပွဲပေါ်ကမထိရသေးတဲ့အစားအစာတွေကိုလက်ညှိုးထိုးပြတော့သူကအချိန်မရှိတော့ဘူးလို့ပြောပြီးတကားကိုပိတ်ကထွက်သွားခဲ့ပါပြီသူ့ကိုဒီလောက်ထိထိတ်လန့်တုန်လှုပ်သွားစေပြီးစားလက်စအစားအစာကိုတောင်ပစ်ထားခဲ့ရအောင်ဘာတွေဖြစ်နေတာလဲကျွန်တော်တယောက်တည်းရင်ဘက်ပုံမှန်စစ်ဆေးဖို့အတွက်မိကုန်းပေါင်းများစွာနဲ့ဆေးရုံကိုမောင်းလာခဲ့တယ်ပိတ်ရက်ဆိုတော့ဆေးရုံမှာလူတွေကြက်ညက်နေတာပဲတက်လေကားရှိမှလဲလူတွေတိုးဝေးနေကြလို့ကျွန်တော်မနေတိုးစီပြီးသုံးထပ်မှာဆင်းခဲ့ရတယ်ကလေးလူနာဆောင်ရောက်မှကလေးချီထားတဲ့အဖွားကိုတယောက်ကိုလမ်းဖက်ပြီးရင်နောက်တက်လေကားတစ်ခုကိုစောင့်နေတော့ရုတ်တရက်ရင်းနှီးနေတဲ့အတန်တစ်ခုကဆေးရုံစုညံတန်တွေကိုဖောက်ထွက်ပြီးကျွန်တော်နားထဲဝင်လာခဲ့တယ်ဆရာကျမသမီးဘာဖြစ်တာလဲခင်ဘာလို့အဖျားကဒီလောက်ညံ့ညက်တက်လာရတာလဲဒါရေချဲရဲ့အတန်ပဲကျွန်တော်လက်ကြည့်လိုက်တော့ကလေးကြီးကိုခန်းတကားနားမှာကုန်းကုန်းကွက်ကွက်ဖြစ်နေတဲ့ရင်းနှီးတဲ့ကြောပြင်ကိုတွေးလိုက်ရတယ်မင်းညကမှကျွန်တော်တေချာမိပူတိုက်ပေးထားတဲ့ပဲရောင်ကုန်းအင်ဂျီရှည်ကြီးကိုသူ့ဝတ်ထားလို့မဲ့အခုချိန်မှာတော့သူကဆရာဝန်ရဲ့အင်ဂျီလက်စ်ကိုဆွဲကင်ပြီးတခါမှမကြားဘူးတဲ့တုံနေတဲ့အတန်နဲ့တောင်းပန်နေရှာတယ်ကူညီပါဆရာကျမသမီးအတွက်အကောင်းဆုံးတိတက်ခန်းတစ်ခန်းစီစဉ်ပေးပါသမီးလေးငြိမ်ငြိမ်စိတ်စိတ်နေဖို့လိုပါဆရာဝန်ကစိတ်ပြတ်တဲ့မျက်နှာနဲ့အခန်းတွေပြည့်နေတာဗျခင်ဗျားစိတ်ကြရွေးလို့မရဘူးစိတ်အေးထားပြီးတွေးစစ်ချက်ကိုပဲစောင့်ပါလို့ပြောတယ်ရေချဲကတော့ဆိုအတင်းပဲကျမသမီးကအမြဲတမ်းကျမ်းမာနေကြပါဘာလို့ဒီလိုဖြစ်ရတာလဲလို့ထပ်မေးနေပြန်တယ်သူ့ရဲ့တည်ငြိမ်မှုတွေအားလုံးပျောက်ဆုံးနေခဲ့ပြီသူပြောလိုက်တဲ့ကျမသမီးဆိုတဲ့စကားလုံးကကျွန်တော်ရင်ဘက်ကိုမိဘူးနဲ့ကက်လိုက်တယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲလူငယ်တစ်ယောက်ကကောင်းမလေးတစ်ယောက်ကိုချီပြီးအပြေးလွှားရောက်လာခဲ့တယ်တွေးစစ်ချက်ထွက်ဖို့အချိန်နဲ့လိုဦးမယ်ဆရာဝန်ကပြောလဲစစ်စတိုက်လို့ရပြီလားအခန်းရောအစင်သစ်ဖြစ်ပြီလားအမအင်မနိုးလာပြီလားရေချဲကချက်ချင်းပဲလှည့်လိုက်ပြီးအဲ့ဒီလူငယ်ရဲ့လက်ထဲကအိတ်တော်နေတဲ့ကလေးမလေးကိုတဘာဝကြကြရွေးရနဲ့တုံးဆိုင်မှုမရှိပဲနှမ်းချလိုက်တယ်သူတို့ကိုအနေငယ်လှည့်လိုက်တဲ့အချိန်မှာကျွန်တော်တုံးသွားပြီးအနီးနားကတိုင်တလုံးနောက်ွယ်မှာကြပြပုံလိုက်မိတယ်နှလုံးတွေလည်းဒိမ့်ဒိမ့်ခုန်လို့ပေါ့ကျွန်တော်ဘာမှမလုပ်ခဲ့ပဲနဲ့သူတို့မိသားစုကိုခိုးကြည့်နေတဲ့ကဲရဲ့ဖွယ်လူတစ်ယောက်လိုခံစားရပြီးလူမိသွားမှာကိုတင်မတက်ကြောက်နေမိတဲ့ရေချဲရဲ့အာယုံတွေအားလုံးကကလေးစီမှာပဲသူကကလေးမလေးရဲ့နဖူးကိုသူ့ပါနဲ့ကပ်ပြီးအပူချိန်တိုင်းနေတယ်သူ့မျက်ဝန်းထဲကစိုးရိမ်မှုနဲ့ကျဉ်းနှံမှုတွေကိုမြင်ရတော့ကျွန်တော်မျက်ဝန်းတွေပိုပြီးဆက်ဖြင်းဖြင်းဖြစ်လာခဲ့တယ်ကလေးမလေးကတဝက်တစ်ပြက်နိုးလာပြီးတိုးတိုးလေးညှိညူရှာတယ်မေမသွားပါနဲ့ဦးအမမေကိုလွမ်းနေတာအဲ့ဒီကလေးငယ်လေးရဲ့အတန်တွင်းဟာတန်ချီတက်နေတဲ့ဓာတ်တစ်ချောင်းလိုကျွန်တော်လုံးသားကိုအချိန်မိုးနှိပ်ပစ်လိုက်တယ်လို့ပါပဲကျွန်တော်ကားစီကိုဘယ်လိုပြန်ရောက်လာခဲ့လဲတော့မသိတော့ဘူးကားဆက်မနှုတ်ခင်ဆေးရုံဝင်ဝါကိုနောက်ဆုံးတစ်ခေါက်လမ်းကြည့်လိုက်မိတယ်သူတို့၃ယောက်ဆေးရုံပြင်ပကိုအတူတူထွက်လာကြပြီးကလေးမလေးကရေချဲရဲ့ပခုံးပေါ်မှာမိအိတ်နေပြီးခေါင်းပေါ်မှာတော့တောက်ပြောင်မင်းတဘောကလေးလေးတစ်ခုတက်ထားတယ်အဲ့ဒီကလေးလေးဟာနေရောက်အောက်မှာတန်းရောင်တောက်နဲ့လင်းလန့်နေပြီးကျွန်တော်ရဲ့ကလေးနှစ်တာဆွဲလန်းကြီးခဲ့တဲ့လူဖြစ်ကိုလှောင်ပြောင်းနေတယ်လို့ပဲဒါပဲပေါ့တက်တီထောက်ထားတွေအားလုံးကကျွန်တော်ကိုတုံ့နှောင်ထားတဲ့အေးဆက်ဆက်တန်ကျိုးတစ်စင်းလိုဆက်ဆက်သွားခဲ့ပြီးကလေးမယူဘူးဆိုတဲ့ဂတိကဝတ်တွေကမူတာဝါဒတွေပဲဒီအိမ်အောင်ကြီးကလည်းလင်ညာမှုတစ်ခုပဲကျွန်တော်ပေါ်ထားခဲ့တဲ့သူ့ရဲ့ကျဉ်းနှံမှုတွေထဲမှာဘယ်နည်းရတိုင်းတုန်းကတကယ်စစ်မှန်ခဲ့ဘူးလေကျွန်တော်ကစတီယာရင်ပေါ်မှောက်ချလိုက်မိပြီးရင်ဘက်ထဲကအောက်တက်လာခဲ့တဲ့ဒါကရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေမဟုတ်ပါဘူးတစ္ဆာဖောက်ခံရပြီးအယူလုခံလိုက်ရတဲ့အရှက်ရမှုနဲ့မျောလင်းချက်မဲ့မှုတွေပါကျွန်တော်သွားကြည့်ပြီးကားကိုငငယ်ကွေးပြန်လှည့်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူတစ်ယောက်ကကျွန်တော်ကားရှိကိုရုတ်တရက်ပိတ်ရက်လိုက်တယ်ကျွန်တော် brake ကိုစောင့်နေလိုက်ပြီးမော့ကြည့်လိုက်တော့ကျွန်တော်ကိုတွင်းကသွေးတွေအားလုံးခဲသွားတယ်လို့ခံစားလိုက်ရတယ်ကားမှန်အပြင်ဘက်ကမျက်နှာဟာရေချဲရဲ့စာပွဲဆွဲတဲ့ကဟောင်းနှမ်းနေတဲ့တပ်ပုံအဲလန်တဲကမျက်နှာနဲ့တထေးရတဲ့တူလုံးနေလို့ပဲရေချဲရဲ့ပထမဆုံးအချစ်ဦးရွေးချော်ခဲ့ရတဲ့ချစ်သူရိုင်ယန်ကိုနော့စ်ဝမ်ကန်နော့စ်ဟာလွန်ခဲ့တဲ့၄နှစ်ကမတော်တဆမှုတစ်ခုနဲ့တည်ဆုံသွားခဲ့ပြီးဒါပေမဲ့အခုကားရှိမှာရက်နေတဲ့သူကပိုပြီးငယ်ရွယ်တဲ့ရုပ်ချင်းတူပေမဲ့ပိုပြီးရိုင်းဆိုင်ပြီးရန်လိုတဲ့ပုံစံမျိုးရှိတယ်သူကကားမှန်ကိုအပြင်းထန်လာခောက်တယ်ကျွန်တော်မှန်ချလိုက်ပြီးသူ့ကိုအေးဆက်ဆက်စိုက်ကြည့်လိုက်မိတယ်သူကမထီမဲ့မြအပြုံးမျိုးနဲ့ကိုမိတ်ဆက်လာတယ်ကျွန်တော်မိတ်ဆက်ပါရစီကျွန်တော်ကတိုင်လာကိုနော့စ်ထားဝယ်ကန်နော့စ်ရိုင်ယန်ရဲ့ညီပါခင်ဗျာကျွန်တော်အကူကိုတိမှာပေါ့ကျွန်တော်ရင်ထဲဘုံလဲသွားခဲ့ပြီးဒါဆိုဆေးရုံတွေကကလေးမလေးကမင်းနဲ့ရေချဲရဲ့ကလေးပေါ့ကျွန်တော်အတန်တွေ၆ကပ်ပြီးတုံရင်နေခဲ့တယ်မှန်တာပေါ့တိုင်လာကခက်အေးပဲပြောပြီးသူ့ဖုန်းကိုထုတ်ဝေါ်ပုံကိုဖွင့်ပြီးကျွန်တော်မျက်နှာရှိလာပြတယ်အမကကျွန်တော်နဲ့ရေချဲရဲ့သမီးလေးကြည်စံရေချဲကလွန်ခဲ့တဲ့ရက်ပိုင်းကတည်းကကျွန်တော်တို့ကိုဒစ္စနီလန်လိုက်ဖို့ခွင့်ယူခဲ့သေးတယ်သူဘလောက်ပဲအလုပ်ရှုပ်သမီးလေးကိုတစ်လားတစ်ခါအပြင်လိုက်ဖို့အချိန်ပေးရှာတယ်ဂတိဆိုတာဂတိပဲလေဖုန်းဆက်ခင်ပေါ်မှာတော့ရေချဲကအမလေးကိုပွေ့ချပြီးကင်မရာကိုကြည့်ကသွားလေးပြပြီးပျော်ရွှင်စွာပြုံးနေခဲ့ပါတယ်